我这有些我不得的，比如说里面啊，大过比如嘛，有哎说就是里面啊，喏，过年那么得回来我们，完了之后都是老是人家比天路，他们都到表表我们，嘛单里面没有了，过比如里面啊。စီရီယံလောက်ပါဆိုပြီးတော့လှုပ်ဆော်တယ်စီရီယံလောက်လို့ဆိုလို့ရှိရင်လေဟာကျွေးဖို့မဟုတ်အစင်သိဘာတွေအစင်သိပတ်စံတွေအစင်သိစီရီယံလောက်ကြပါသူတို့ပဲလိုက်ပြီးတော့သူတို့လည်းမရလှုပ်ဆော်ခဲ့တာသူတို့လည်းမလှုပ်ဆော်ခဲ့တယ်โอเคနော်လှုပ်ဆော်ခဲ့တယ်သူတို့ကလှုပ်ဆော်ပြီးတော့အခုကျတော့ဟိုနေ့ကသမရဦးမင်းအောင်လိုင်းဖွင့်တယ်ဝစီရရုပ်ရှင်ဖွင့်ပွဲမှာသူတို့အခန့်အသားကြီးပွဲလာတက်တယ်ပြီးရင်ထီတော်မိုးကဘယ်လိုလဲနိုင်ငံဝန်ထမ်းတွေကထီတော်မိုးတယ်ကျွန်တော်ကြည့်ပြီးအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့လေလူတွေဝိုင်းဝေဖန်တာဗျာရကြအောင်မရှိဘူးဝန်ထမ်းနိုင်ငံဝန်ထမ်းဂုံတိတ်ခါနိုင်ငံဝန်ထမ်းဂုံတိတ်ခါအဲ့ဒီဂုံတိတ်ခါကြီးကိုပြည်သူတို့လင်မယားကိုဒီလိုထိလိုက်မိုးတဲ့ဟာယူလူတွေဝေဖန်တာဗျာကြော်မကောင်းကြားမကောင်းနေဖြစ်သွားတာရှက်ဖို့တော့ကောင်းတယ်ရှက်ဖို့ကောင်းတယ်ပြည်သူလင်မယားကသူတို့ရှက်တယ်လားတော့ကျွန်တော်မသိဘူးနိုင်ငံဝန်ထမ်းအုပ်စုကလည်းဘလို့စဉ်းစားလဲကျွန်တော်မသိဘူးဒီမြင်ဝဲရဗျာဘလို့ကြည့်စီရီယံလောက်ပါလို့လှုပ်ဆော်ခဲ့တဲ့ဒီလင်မယားကိုဒီဝန်ထမ်းတွေကထိလိုက်မိုးပေးတယ်ဝစီရရုပ်ရှင်ပွဲတမန်ဦးမြောင်းလည်းပွဲကိုသူတို့လာတက်တယ်ဟာခင်ဗျားစဉ်းစားကြည့်မြင်ခွင့်ကြည့်စမ်းနိုင်ငံဝန်ထမ်းကသူတို့ထိလိုက်မိုးပေးခင်ဗျားပြောမယ်တချို့မိုးအဲ့ကလာမိုးလေးတွေဖိုးပွဲလေးတွေရွာနေလို့ဟိုဟာဖြစ်လို့တည်းဟဲ့လွယ်လွယ်လေးပဲဗျာခင်ဗျားရှိလေရောထိပေးလိုက်သူတို့လည်းများဆောင်းသွားစီပေါ့ဘာကိစ္စဝန်ထမ်းကထိလိုက်မိုးပေးတာလို့နိုင်ငံဝန်ထမ်းကသူ့အကြီးကဲသူ့ရအထက်ရရှိတာမိုးပေးလို့လက်ခံတယ်နိုင်ငံအကျိုးပြုတဲ့တကယ်ကိုဗျာနိုင်ငံအကျိုးပြုတဲ့ပုံကိုယ်တွေကိုမိုးပေးလက်ခံသေးတယ်ဘယ်မှာလဲပြည်သူတို့အဲ့တော့ကျွန်တော်လည်းများနိုင်ငံအကျိုးပြုတာဘယ်နာရှိလဲစီနီယံလို့ပုံဆော်ခဲ့တယ်တိုင်းပြည်ကိုစီနီယံလို့လူတွေကိုလမ်းပေါ်တက်ပြီးတင်ခိုင်းတယ်စီနီယံလို့တော်တဲ့ဝင်ခိုင်းတယ်တနတ်ကြိုက်ပုတ်ကန်ခိုင်းတယ်အခုတို့ကတမရဦးမြောက်လိုက်နဲ့ခွက်ချင်းတိုက်ပြီးဟီဟာသူတို့သွားလုပ်မယ်နမူနာပြောရမကောင်းပြောရကဲဘာပြောစမ်းပမာတော့အဲ့တော့အခုထင်လင်းအောင်အဲ့ဒါပြောတယ်အခုထင်လင်းအောင်ဆဲရမှာပြည်သူလို့လည်းမရဘူးသူဆဲရမှာသူတို့စီနီယံတွေမရဘူးသူတို့ကိုဆဲရမှာအဲ့သူမပြောရဘူးပြည်သူလည်းမရဘူးဘာလို့ပြောရဲကျွန်တော်မသိသူတို့ဘာပတ်တယ်လဲကျွန်တော်မသိဘူးစဉ်းစားကြည့်နော်အခုထင်လင်းအောင်ကိုယ်တိုင်သူကိုယ်တိုင်ဝန်ခံပြီးဘာဖြစ်တယ်အခုသူတို့ခွဲပြစ်ကုန်ပြီဖြစ်မှာပဲခွဲရဖြစ်မှာအစတည်းခွဲဖြစ်မှာစီရီယံလို့ပြောပြီးတော့မပေးနိုင်တာအကျော်ရကျွန်တော်တို့သိပြီးသားကြီးကိုကျွန်တော်တို့ကဘာကိစ္စမဖြစ်မှာတော့ဖြစ်မှာပဲလေကျွန်တော်သိပြီးသားပဲเนาะအဲ့တော့ခံရအခုထင်လင်းအောင်သူ့သူပောက်ကွဲပြီစစ်ပြေးထင်လင်းအောင်ပောက်ကွဲနေပြီစစ်ပြေးထင်လင်းအောင်သာပြောတာပါဗျဒီကောင်လည်းကြည့်ရတာတချို့သွားတော့မသိပါဘူးထားပါတော့โอเคနော်ထားပါတော့အဲ့တော့ကျွန်တော်မြင်ခွင့်နေရဗျအမြင်မတော်ဆင်တော်တဲ့ခလောက်ဆိုလို့ဘလို့မှမတော်ထင်လင်းအောင်စစ်သားပေါ်ကနေစောက်ချက်မရှိထွက်ပြေးပြီးစစ်ပြေးဖြစ်သွားတယ်စောက်ပေါ်စောက်ချောက်မလို့ထွက်ပြေးသွားစစ်ပြေးဖြစ်သွားတယ်ထင်လင်းအောင်ထက်မြတ်လို့ဟိုဒီကောင်နေအုပ်စောစီရန်လောက်ချသွားတယ်ကွာစစ်ပြေးစောက်ချောက်လေးထွက်ပြေးသွားတယ်အခုပြည်သူလင်မယားစီရန်လို့ဆိုတယ်သူတို့ကအခုပွဲတက်နေတယ်သူတို့လို့ဆိုတဲ့အုပ်စုတွေအလွာတကွာခွဲဖြစ်နေပြီလို့ခေါ်တယ်ဘာတွေလဲအဲ့ပြည်သူတွေပြောထိလိုက်မှုတွေဟာဘာတွေလဲကျွန်တော်အဲ့လိုပဲမိတော့ပြောချင်တာဗျာဟိုလို့မဟုတ်ဘူးကျွန်တော်တွေးကြည့်လောကကြီးဘာတွေလဲပေါ့နော်သူတို့အဲ့လိုရလာပေါ့ဆိုတော့ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ journalist တွေဟုတ်ပြီကျွန်တော်ပြထွက်ပြီမယ်ဆိုတော့အဲ့တော့သာဆိုကျွန်တော်ပြထွက်ပြီကျွန်တော်ဆရာမိုးလုံးမအောင်ဆဲပြီးလဲပြီးတော့ကျွန်တော်အမြင်မှန်ရအောင်ပြန်လာရင်ပြောမရဘူးသူတို့ကအလိုနေကျွန်တော်ကဆရာကြီးဖြုံလာမသိဘူးအခုကျွန်တော်တို့စကလေးအတိုင်းပြည်ပေါ်သက်စာမပေါ့ဘယ်မှာအေးစင်းနေတဲ့ကောင်လဲဘာကွာသွားလဲဘာဖြစ်သွားလဲအဲ့တော့အေးပါလို့ကျွန်တော်တို့လည်းလူတွေအုံလောက်ရှိတယ်တက်ပြည့်တယ်နားလေတယ်ဘယ်သူတွေဘယ်ကွက်ခင်းဘာတွေရွှေ့နေလဲကျွန်တော်သိတယ်နိုင်ငံတော်သမ္မတစပြီးအောက်ခြေသူ့အလွာတစ်ခုမှာဘယ်သူတွေဘယ်ကွက်ရွှေ့လဲကျွန်တော်တို့သိတယ်ကျွန်တော်အဲ့လိုမညံ့ဘူးအတုံးနေမဟုတ်ဘူးမပြောတာရင်မပြောဘူးပြောတာတဲ့ခါကျကျွန်တော်တို့တစ်ချိန်မှာကျွန်တော်တို့တွေမသေးသေးစာအုပ်တွေရေးရအောင်ကျွန်တော်တို့မသေးသေးဘူးတကြီးလိုင်းစာအုပ်ရေးမှာအသက်60 90 80တိကျွန်တော်စာအုပ်ရေးနေသေးတယ်အဲ့ခါကျရင်ကျွန်တော်တို့ရေးတဲ့ခါကျတော့မှခင်ဗျားတို့စိတ်တော့မဆိုးနဲ့ကျွန်တော်တုံမှာအဲ့ကြရင်ရေးပြီခုမရေးဘူးခွက်ရေးလို့မရဘူးနောက်ကျကျွန်တော်ရေးမှာရေးတော့မှစိတ်မဆိုးနဲ့ရှင်းရှင်းလေးကျွန်တော်တဲ့ရေးခဲ့မှာအဲ့တမိုင်းစာအုပ်ခင်ဗျားတို့ဖျက်နိုင်လိုက်ဖျက်စုပ်နိုင်လိုက်စုပ်လိုက်တော့ဒါပဲရှိတယ်ကျွန်တော်ရှင်းရှင်းလေးပဲကျွန်တော်တို့ဂျင်းထဲမှာဒါလေးမှမှတ်ထားတယ်ဒါပေမဲ့နိုင်ငံတော်ဘာမှပုံမှန်နဲ့လုံးမလုပ်ဘူးအကြမ်းဖက်တဲ့လုံးမလုပ်ဘူးလုံဆော်တဲ့လုံးမလုပ်ဘူးလူမျိုးလုံးဆော်လုံးနိုင်ငံရေးလုံးဆော်လို့ဘာလို့မလုပ်ဘူးဒါပေမဲ့ကြမ်းဖက်ခြင်းပုံကခြင်းလုံဆော်ခြင်းဘာလို့မလုပ်ဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာတမိုင်းမှာမှတ်ကြောက်တင်ခဲ့မယ်မှတ်တမ်းရေးမှာကျွန်တော်တို့မှတ်တမ်းရေးနောက်မျိုးဆက်လူငယ်တွေကိုသိအောင်လို့မှတ်တမ်းရေးခဲ့မယ်မှတ်တမ်းရေးမှာကျွန်တော်တို့မှတ်တမ်းထဲမှာခင်ဗျားတို့လုပ်ခဲ့သမျှအကုန်လုံးကဘယ်ဟာမှမလွတ်စေအောင်စိတ်မပုံနဲ့ဘယ်ဟာမှမလွတ်စေအောင်အကုန်ရေးမှာရှင်းရှင်းလေးပဲဘသူဖြစ်ဘသူပဲဖြစ်ဗျာစကြဝဠာမင်းမကလို့ဘာကောင်ဖြစ်လမ်းမရမြောင်းစော်ဖြစ်လို့ဖြစ်အကုန်ရေးမှာအဲ့တုန်းကဘသူဘလို့ကျွန်တော်တို့ဘလို့ဖြတ်တန်းခဲ့တယ်ဘလို့ရည်ရွယ်ခဲ့တယ်ဘလို့ဖြစ်ခဲ့ရေးမှာကျွန်တော်တို့ကပွင့်လိုက်ပြောတာအခုမရေးဘူးဒါပေမဲ့ရေးမှာဟုတ်တယ်လောကကြီးကမတရားဘူးမမျှတဘူးရှင်းရှင်းမမျှတဘူးမတရားဘူးအကုန်လုံးကယာရူအာနာလုတ်ပိုင်ခွင့်ပေးတော့ကိုအကုန်လုံးကတိုင်းပြည်ချစ်ဖို့တဲ့အဲ့ဒါပဲလှုပ်ရှားနေရတယ်ကဲဒီနေရာမှာဒီလောက်ပဲရတယ်ကောင်းပါဗျာဆက်ပြောနေမွန်ဝင်ထိုင်တော့